အောင်မြင်မှုဆိုတာကဦးမြင်မောင်များလားအမတ်တရားဖွေရှာရင်အမတယံသာရလားနှစ်ခုပေါင်းနေထိုင်ရင်နှာခေါင်းပူတဲ့ဘဝမှာအပျော်ပါတရားကအပြာခုပေါ်မှာပုံစံကိုက်ဖို့ပိုင်စံကုန်မရအရှိတွင်ရဲ့အဆက်တီသာခွဲလာလာကိုရဲ့လောကကြီးထဲမှာခိတ္တရောက်သမို့ခေါင်းထားရဲ့ပါကွာနေရခောက်တန်နေကြနောက်ရောက်ခလိုက်ခါအပြူသဘောဆောင်နေရဲ့အရောက်သဘောစုတဲ့ဘဝမောင်တူတဲ့အယောင်တူတဲ့အမှုထောင်ကယူထောင်ဖို့မလားအဲ့ရမပြေးနိုင်လေတော့ဘာမှအရေးမပါပုံစံကိုက်ဖို့ပိုင်စံကုန်မရအရှိတွင်ရဲ့အဆက်တီသာခွဲလာလာကိုရဲ့လောကကြီးထဲမှာခိတ္တရောက်သမို့ခေါင်းထားရဲ့ပါကွာခိတ္တရောက်သမို့ခေါင်းထားရဲ့ပါကွာ